အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ Vivo phone ကိုင်တဲ့လူတွေအနေနဲ့ဗီဒီယိုကောပြောတဲ့အခါမိမိတို့ရဲ့မျက်နှာကိုလှပခြင်းတယ်ဆိုရင်တော့ကျွန်တော်ပြောတဲ့ဒီ setting လေးကိုတွားပြီးဖွင့်ထားပေးလိုက်ပါပြောပြကျွန်တော်တို့အရင်ဦးဆုံးဒီနည်းများနဲ့လုပ်ဖို့အတွက် setting တွေကိုတွားလိုက်ပါ setting တွေကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ shortcut accessibility ဆိုတဲ့ဟာလေးကိုနှိပ်ဝင်ပေးလိုက်ပါဒီနေရာလေးကိုနှိပ်ဝင်ပေးလိုက်ပါမျိုးပုံစံလေးနဲ့ပါပြီးမှကျွန်တော်တို့ဒီမှာ Face Beauty for Video Call ဆိုတဲ့ဟာလေးကိုပြအောင်ရှာပြီးတော့ဒီဟာလေးကိုနှိပ်ဝင်ပေးလိုက်ပါပြီးမှကျွန်တော်တို့ဒီနေရာမှာ Messenger ဆိုတဲ့ဟာလေးကိုဖွင့်ထားပေးလိုက်ပါဒီမျိုးခြားနေရာမှာပွင့်နေ Messenger ဆိုတဲ့ဟာလေးကိုနှစ်ဖွင့်ပေးထားလိုက်ပါကျွန်တော်တို့ဒီနေရာမှာဒါလေးဖွင့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဖွင့်ပြီးသွားပြီဆိုကျွန်တော်တို့ဗီဒီယိုကောပြောတဲ့အခါမမီရဲ့မျက်နှာကပုံမှန်ထက်ပိုပြီးတော့ချုံမလှပလာပါလိမမ့်မယ်ကျွန်တော်တို့ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like and share လုပ်ပြီးတော့ပါအောင်နောက်ထပ်လည်းကျွန်တော်ဗီဒီယိုလေးတင်ပေးသွားပါမယ်ဗျ